လာပါဒါကတော့ကျွန်တော် Universal Cat အကောင်းကြီးပါနော်အကောင်းကြီးအတစ်ကြီးကိုကျွန်တော်ဖြတ်စီးလိုက်ပြီဖြတ်စီးလိုက်အဲ့တော့ဘာကြောင့်ဖြတ်စီးရလဲဆိုတော့ကျွန်တော်ကဒီ Cat ကိုတစားစီခွာမယ်ခွာပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာရှိတဲ့ data တွေအားလုံးကိုကျွန်တော်တို့မှတ်တမ်းလုပ်မယ်ပြီးသွားလို့ရှိရင်ဒီမှာရှိတဲ့ component အစိပ်ပိုင်းတစ်ခုချင်းစီရဲ့လုံးပုံတွေCPU IC ရဲ့ခြေထောက်တစ်ချောင်းချင်းစီရဲ့ data အသွားအပြန်တွေနော်ရေဝင်ရေထွက်မော်တာဘယ်ညာဘလိုတွေအဆင့်ဆင့်ခိုင်းသွားတယ်ဆိုတာတွေနောက်ပြီးတော့ဒီ water level sensor IC က water level sensor ရဲ့ sensor စီကနေလာတဲ့ frequency တွေကိုဘယ်လိုလက်ခံတယ်ပြီးသွားလို့ရှိရင်ဘယ်လိုလက်ခံပြီးတော့မှဒီ CPU ကိုဘယ်လိုသတင်းတွေပြန်ပို့သလဲဆိုတဲ့အချက်လက်တွေနောက်တစ်ခုတော့ဒီ water level sensor တွေကကျွန်တော်တို့မီတာနဲ့တိုင်းလို့လုံးတယ်မလုံးဘူးဆိုတာအတိအကျမသိနိုင်ပါဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီ water level sensor ကနေထွက်လာမဲ့ frequency ကိုကျွန်တော်တို့တာမန်မီတာနဲ့တိုင်းလို့မသိနိုင်ဘူးအဲ့တော့ကျွန်တော်တို့မျက်လုံးနဲ့လည်းမြင်လို့ရအောင်ဘယ်လောက် frequency ထွက်တယ်ဆိုတာကိုလည်းကျွန်တော်တို့သိလို့ရအောင်ဆိုပြီးတော့ကျွန်တော်ဒီလို mini scope လေးတွေနဲ့ကျွန်တော်တို့ကြံမြင်တိုင်းလို့ရတယ်ပေါ့တိုင်းပြပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီမှာ transistor လေးတွေ transistor ဆိုရင် base emitter collector emitter နဲ့ base နဲ့မှာ base ဘိုးအားဘယ်လောက်မှာtransistor on မယ် base ဘိုးအားဘယ်လောက်မှာ off မယ်ဆိုတာတွေ base နောက်ပြီးတော့ဒီ data ကြိုးတစ်ချောင်းချင်းစီရဲ့ logic ပုံစံပေါ့နော်0110အဲ့လိုအသွားအလာတွေကိုကျွန်တော်တို့အကုန်လုံးအသေးစိတ်ဒါကျွန်တော်တို့ပြန်ပြီးတော့ sharing လုပ်မယ်နောက်ကtransistor တွေနောက်ဒီ transistor လေးလုံးကနေ CPU ကနေ transistor တွေကို on နဲ့ပြီးသွားလို့ရှိရင်ဒီကျွန်တော်တို့ triad တွေကို on နဲ့ပေါ့အဲ့လိုအဆင့်ဆင့် step by step on သွားတဲ့အနေအထားတွေမှာနော်ဥပမာတစ်ခုအဲ့ဒါဖြစ်တယ်ပေါ့ဒီဖြစ်လာတဲ့အဲ့ဒါကဘာကြောင့်ဖြစ်ရတာလဲဘယ်နေရာကဖြစ်နိုင်တယ်လဲဆိုတာတွေကိုကျွန်တော်တို့ကဒီကောင်ကိုအစဆုံးလေ့လာပြီးပြီဆိုတာနဲ့တော့အဲ့ဒါတစ်ခုကိုမြင်လိုက်တာနဲ့ဒါဘာဖြစ်နိုင်လဲဘယ်လမ်းကြောင်းอ่ะဆိုတာတွေကိုတစ်ခါတည်းမျက်လုံးထဲမှာမြင်အောင်လာအောင်ကျွန်တော်ရှင်းပြပေးပါမယ်ကျွန်တော်တို့ circuit diagram အကျန်းနေချဆွဲမယ်ပြီးတော့လို့ရှိရင် IC နောက်ဒီမှာဆိုရင်ဒါဒီကောင်ကဒီ switch ကဘာလဲဆိုတော့သူကအဆင့်3ဆင့်ရှိတယ်เนาะအဆင့်3ဆင့်မှာသူကဘယ်လိုလဲဆိုတော့ကျွန်တော်ဒါ universal cat ဖြစ်တဲ့အတွက်ကျွန်တော် workshop set တွေမှာပြန်ထည့်တဲ့ခါကျရင် kg အရန်ကြီးရဲ့ set တွေကိုထည့်မှာလား normal လောက်ရှိတဲ့ set ကိုထည့်မှာလားဒါမှမဟုတ်ရင် kg တေးသေးလေးပဲပါတဲ့ set ကိုထည့်မှာလားအဲ့ဒီ3မျိုးကိုကျွန်တော်တို့က function အနေနဲ့function 3မျိုးကျွန်တော်တို့ရွေးပြီးတော့ထည့်ပေးရပါတယ်ဒါကတော့user အသုံးပြုသူတွေအတွက်မဟုတ်ဘူးပေါ့နော်ဒါက service ရာတွေအတွက်ပုံတည်ထားပေးရမှာပေါ့နော်ကန်ကိုကြည့်ပြီးတော့မှ 9kg လား 10kg လားဒါကိုကျွန်တော်တို့ကပုံတည်ထားပေးရမှာနော်အဲ့တော့ဒီဘိုင်းတွေကိုကျွန်တော်စိတ်ပိုင်းတွေတစ်ခုချင်းစီနောက်ဒီမှာ crystal နဲ့ CPU နဲ့ဘယ်လိုတွဲဖက်အလုပ်လုပ်တယ်လဲပေါ့နော် crystal မပါရင်ဘာဖြစ်မလဲနော်ဒီ power supply မှာဆိုလဲ12 volt 5 volt တွေဘယ်လမ်းကြောင်းကိုဘယ်လိုသွားတယ်เนาะဒီမှာဆိုရင် display ပေါ့ display မှာကျွန်တော်တို့ပြင်လို့မလွယ်တဲ့အပိုင်းတော့ရှိတယ်เนาะပြင်လို့မလွယ်တဲ့အပိုင်းဆိုတာဒီ screen ပေါ့ဒီ screen ကြီးကွဲသွားတာတို့နောက်ဟိုကမှင်နေပေါက်ပြီးယိုသွားတာတို့ဆိုရင်တော့မရတော့ဘူးเนาะဒီ display ကိုပြင်လို့မရတော့နောက်တစ်ခုကတခြားဒီ data ကြိုးတွေဒါ connection ကြိုးတွေအကုန်လုံးပင်တစ်ခုချင်းစီကိုကျွန်တော်တို့ဘယ်လိုအသွားပြန်လုပ်တယ်လဲဆိုတာတွေကိုကျွန်တော်တို့သင်ပေးပါမယ်ပြောချင်တာကတော့ဒီကောင်အစဆုံးပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီလိုကတ်မျိုးလာပြီဆိုရင်ဘာ error ပဲလာကျွန်တော်
ချက်ချင်းကျွန်တော်တို့ပြင်နိုင်မှာဖြစ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီကတ်တွေကကျွန်တော်တို့ service စာတွေကိုတစ်ခါတလေကြရင်ဒုက္ခပေးတတ်တယ်ဘာလဲဆိုတော့ဆိုင်ကနေဝယ်လာရတယ်ဆိုင်ကလည်းစမ်းမပေးဘူးပေါ့စမ်းမပေးတဲ့အခါကျတော့ကိုယ့်စီရောက်တော့မှအဲ့ဒါတစ်မျိုးမျိုးတက်နေတာပေါ့ဒါမျိုးဆိုရင်ကျွန်တော်ကနောက်ကတ်အစ်စ်တကယ်ဝယ်ရတဲ့အခြေအနေပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကလက်ခမရတော့ဘူးအိတ်ဆိုင်ဖြစ်ပြီအဲဒီလိုအခြေအနေမျိုးတွေမှာကျွန်တော်ပြောချင်တာဒီကတ်ကိုနော်ဒီကတ်နဲ့ပတ်သက်တဲ့ဘယ်လို error မျိုးပဲဖြစ်ဖြစ်ကျွန်တော်ဘက်ကပြင်လို့ရတဲ့တက်နိုင်လုံးပြင်လို့ရတဲ့ error မျိုးဆိုရင်တော့ကျွန်တော်တင်းနေပေါ့ပြင်နိုင်စေရမယ်နော်တခုရှိတာကဒီလို IC လဲရမယ်ဆိုရင်တော့အဟောင်းတွေကရှာထည့်ပေါ့နော်ကတ်အဟောင်းတွေကကျွန်တော်နံပါတ်2ရင်ကျုပ်ထည့်လို့ရမယ်နော်နောက်ဒီကောင်ဒီဆိုလဲတစ်ချက်တစ်ခုချင်းစီကိုကျွန်တော်တို့အသေးစိတ်ရှင်းပြမယ် transistor က on နေတဲ့အချိန်မှာ emitter base ဘိုးကဘယ်လောက်ရှိမယ် collector base ဘိုးကဘယ်လောက်ရှိမယ် emitter collector ကလက်ရှိကြောင်းဘယ်လောက်ရှိမယ်ဆိုတာတွေကိုကျွန်တော်တို့အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်เนาะ Telegram မှာကျွန်တော်တို့ရှင်းပြပေးပါမယ်ဒီကတ်တကတ်တဲ့အတွက်ပဲเนาะကျန်တဲ့ကတ်တွေမပါဘူးဒီကတ်ပဲတီးတန့်ကျွန်တော်တို့တင်ပေးပါမယ်အဲ့ဒါကတော့ကျွန်တော်တင်တန်းကြီး2000ယူပါတယ်ဒီကတ်တကတ်တီးတန့်ပါနောက်လာမဲ့1ရက်နေ့ပေါ့နော်ကျွန်တော်တို့ဒီလာမဲ့9လပိုင်း1ရက်နေ့မှာစပြီးတော့Telegram မှာစပြီးတော့တင်ပေးပါမယ်ခုတည်းကကျွန်တော်တို့စိတ်ဝင်စားရင်စာရင်းသွင်းလို့ရပါတယ်ကျွန်တော်ဘက်ကအမကန်ပေးနိုင်တာကတော့ဒီမာဒီကတ်ရေလို့တွေ့လိုက်တာနဲ့အဲ့ဒါတစ်ခုပေါ်လာတာနဲ့ကျွန်တော်တို့ဘယ်လို error ပဲဖြစ်ဖြစ်တေချာပေါ့ပြင်နိုင်ရပါမယ်เนาะပြင်နိုင်သွားရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပစ္စည်းပေါ့နော်ဒီ spare ဘက်မရှိရင်လည်းပဲကျွန်တော်တက်နိုင်သလောက်လိုအပ်တဲ့ညီကိုတွေကိုရှာပေးမယ်เนาะကျွန်တော်အနေနဲ့ဒါကျွန်တော်အမကန်ပေးနိုင်တာကဒီမာရီကတ်ကိုလုံးဝကြမ်းကြမ်းကျင်ကျင်ပြင်နိုင်သွားစေရမယ်ဆိုရက်အမကန်မျိုးကျွန်တော်ပေးပါမယ်တင်တန်းကြီးကကျွန်တော်2000ယူပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်